Ahlan wa sahlan, welcome back to my channel. ကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားမယ့်အကြောင်းအရာလေးတွေကတော့ကျွန်တော်တို့အယောင်တွေနဲ့ပတ်သက်ပြီးတော့เนาะ color တွေကို Arabic လို့ဘယ်လိုခေါ်လဲဆိုတာကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ် Okay ကျွန်တော်တို့တွေပထမဦးဆုံးအဖြူရောင်ပေါ့เนาะဖြူရောင်ဆိုရင် white ဆိုရင်ကျွန်တော်တို့ Arabic လို့ abiyat white အဖြူရောင် abiyat နောက်တစ်ခုကကျွန်တော်တို့ black အမဲရောင် aswad black အမဲရောင် aswad နောက်တစ်ခုက green အစိမ်းရောင် akhdar green အစိမ်းရောင် akhdar နောက်တစ်ခုကကျွန်တော်တို့ yellow အဝါရောင် asfar yellow အဝါရောင် asfar ကျွန်တော်အနီဆိုရင်ဘယ်လိုပြောမလဲ red ahmar အနီဆိုရင်ကျွန်တော်တို့ red ahmar okay ကျွန်တော်တို့အပြာရောင်ဆိုရင် blue azrak ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့အပြာရောင်ကို azrak လို့ပြောမယ်เนาะ okay ကျွန်တော်နောက်တစ်ခု pink ပန်းရောင်လေးပေါ့เนาะပန်းရောင်လေးဆိုရင် pink ကျွန်တော် Arabic လို့ဘယ်လိုပြောမလဲ wardi ကျွန်တော် pink ပန်းရောင် wardi okay ကျွန်တော်တို့လိမ္မော်ရောင်ပေါ့နော်လိမ္မော်ရောင် orange ဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲ bartukali orange လိမ္မော်ရောင်ဆိုရင်ဘယ်လိုပြောမလဲ bartukali okay ကျွန်တော်တို့နောက်ဆုံးတစ်ခုအညိုရောင်ဆိုရင်ကျွန်တော်တို့ brown ပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့အညိုရောင် brown ကျွန်တော်ဘယ်လိုပြောမလဲ bunni အညိုရောင်ဘယ်လိုပြောမလဲကျွန်တော်တို့အညိုရောင်ဆိုရင် Arabic လို့ bunni okay အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ရအောင် see you guys